ကဘာအပြင်မှာရှိတဲ့ဂျိုရုတွေကြောင့်လေးလာမှုအားအရန်ကောင်းပေမဲ့ကဘာအတွင်းထဲမှာရှိတဲ့ရေအောက်မျက်နှာပြင်ကြောင့်လေးလာမှုအရန်အားနေနေတာကိုကျွန်တော်တွေ့ရတယ်။ဒီဗီဒီယိုမှာရေအောက်မျက်နှာပြင်မှာအရန်ကိုထူးခြားနေတဲ့အကြောင်းအရာ6ချက်ကိုကျွန်တော်ပြပြပေးသွားမယ်။နံပါတ်1ချက် crop cycle ဒီလို crop cycle ကိုကျွန်တော်တို့ရေအောက်ထဲမှာအများစုတွေ့ရတယ်အများစုအဖြစ်ပင်လယ်သမုဒ္ဒရာတွေမှာတော်တော်များများတွေ့ရတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ scientist တွေရေအောက်ကျွမ်းကျင်တဲ့လူတွေ scuba diver တော်တော်များများသွားလေ့လာကြတယ်ရေအောက်ထဲကိုဒါပေမဲ့အဲ့အမှန်တရားကိုဘယ်သူမှမသိကြဘူး1995မှာသိပ္ပံပညာရှင်တွေ scuba diver တွေကရေအောက်ထဲကိုသွားလေ့လာပြီးတော့ဒီအကြောင်းရင်းကိုရှာဖွေတွေ့ရှိခဲ့တယ်အဓိကဒီအကြောင်းရင်းကဘာလို့ဖြစ်လာလဲလို့မေးရဆိုရင် puffer ဆိုတဲ့ငါးတစ်မျိုးရှိတယ်အဲ့ငါးမှာအထီးနဲ့အမဆိုပြီးနှစ်မျိုးခွဲပြတယ် puffer ဆိုတဲ့ငါးအထီးကဒီအမကိုလိုချင်လို့အတွက်ဒီငါးအထီး impress လုပ်တဲ့ပုံစံလေးကဒီပုံစံတွေစောင်းတဲ့ပုံစံကိုကျွန်တော်တို့တွေ့မြင်ရတယ်ဥပမာအနေနဲ့ကျွန်တော်တို့ main ကလေးတွေကယောက်ျားလေးတွေကိုရွေးချယ်မယ်ဆိုရင်လက်ကြောတင်းတဲ့ယောက်ျားလေးတွေကိုရွေးချယ်တဲ့ပုံစံမျိုးဒီပုံစံလေးကိုလှအောင်လုပ်နိုင်တဲ့ငါးအထီးတွေဆိုရင်ငါးအမတွေကပို့ပြီးလိုချင်ကြတယ်ဆိုတော့ဒီပုံစံကိုလှအောင်လုပ်နိုင်တဲ့၍ငါးအမတွေသူတို့ impress လုပ်နိုင်တယ်လို့ပို့ပြောလို့ရတယ်ဗျာဆိုတော့ဒီပုံစံကိုကျွန်တော်တို့ငါးတွေ main မလိုက်ခင်မှာသူတို့အသုံးပြုကြတယ်နံပါတ်2ချက် Columbia ကစားတာကိုလံဘီယာရဲ့ရေပိုင်တဲ့ထဲမှာအရန်ကိုတန်မိုးကြီးတဲ့ရွှေတွေငွေတွေကြောက်တံပရမများတွေတွေ့ရတယ်1908မှာစပိန်နဲ့အင်္ဂလန်နဲ့ဖြစ်ခဲ့တဲ့စစ်ပွဲတစ်ခုမှာစပိန်ကရှုံးနေသွားတယ်အင်္ဂလန်အနိုင်ရသွားတယ်စပိန်ရှုံးနေတာအဲကိုလံဘီယာရဲ့ရေမျက်နှာပြင်မှာဖြစ်တဲ့အတော့မှာနှစ်ခုရှုံးပြီးနောက်ပိုင်းမှာစပိန်ရဲ့တင်မောတွေတော်တော်များများမီးလောင်ပြီးတော့ရေထဲကိုနစ်သွားတော့မြင်ရတယ်အဲရေထဲနစ်သွားတဲ့အချိန်မှာအဲတင်မောမှာပါလာတဲ့ပစ္စည်းတွေအကုန်လုံးအဲရေအောက်ထဲဝင်သွားတယ်အဲ့ဒါကိုရှာဖွေတွေ့ရှိတဲ့အချိန်က2018မှာဒီကြောင့်မျက်ရည်သနာတွေလိုချင်လို့ဆိုပြီးတော့နိုင်ငံပေါင်း3နိုင်ငံအခုတိုက်ခိုက်နေကြတယ်စပိန်ရဲ့အင်္ဂလန်ရဲ့အခုလက်ရှိကိုလံဘီယာရဲ့စပိန်ကဘာပြောလဲလို့မေးရဆိုရင်ဒီပွဲမှာသူတို့ရှုံးခဲ့တာမဟုတ်ဘူးတမန်တွေမီးလောင်သွားလို့တင်မောတွေမီးလောင်သွားလို့ပျက်စီးသွားလို့ဒီကပြုတ်ကျသွားတာအဲ့အတွက်စပိန်ကသူတို့ပိုင်တယ်ဆိုပြီးပြောရတယ်ဒုတိယအနေနဲ့ British တွေအင်္ဂလန်ကကျတော့ဒီပွဲမှာသူတို့နိုင်ခဲ့တာဖြစ်တဲ့အတွက်မှာဟိုဘက်ကရှုံးနိုင်သွားပြီဖြစ်တဲ့အတွက်ရှုံးနိုင်သွားတဲ့ပစ္စည်းတွေအကုန်လုံးအင်္ဂလန်ကပိုင်ရမယ်ဆိုပြီးတော့အင်္ဂလန်ကထပ်လူတယ်နောက်တစ်ခုအကုန်လုံးကမှန်တယ်ဒါပေမဲ့ကိုလံဘီယာရဲ့ရေပိုင်တဲ့ထဲမှာတွေ့တဲ့အတော့မှာဒီကိစ္စကိုလံဘီယာပိုင်တယ်ဆိုပြီးတော့3ယောက်ကအရန်ကိုလူနေရတယ်ဒီပစ္စည်းတွေကတန်ဖိုးရန်ကြီးွားတဲ့အပေါ်မှာဘာဖြစ်လာလဲဆိုရင်တနိုင်ငံလူချင်းမှုအင်အားပိုပြီးများလာတယ်ဆိုတော့မိတ်ဆွေအနေနဲ့ဘယ်လိုထင်လဲဒီကြောက်တံပရမများတွေကဘယ်နိုင်ငံပိုင်နေထင်လဲအင်္ဂလန်ပိုင်နေထင်လားဒါမှမဟုတ်ကျွန်တော်ခုနကပြောတဲ့စပိန်ကပိုင်နေထင်လားဒါမှမဟုတ်ကိုလံဘီယာမှာတွေ့ရှိခဲ့တဲ့အတွက်ကိုလံဘီယာပိုင်နေထင်လားကျွန်တော်အနေနဲ့ပြောပြရမယ်ဆိုရင်တော့ဒီနှစ်နိုင်ငံလုံးကအရင်တော့ပြီးတဲ့ကိစ္စပြီးတော့ဒီနှစ်နိုင်ငံလုံးနဲ့မဆိုင်တော့ပါဘူးကိုလံဘီယာရဲ့ရေပိုင်တဲ့ထဲမှာတွေ့ရတဲ့အတွက်မှာဒါကိုလံဘီယာပိုင်တယ်လို့ကျွန်တော်ယူဆပါတယ်နံပါတ်3ချက် SS Baron Titanic တင်မောကြီးမြုပ်သွားတယ်လို့မျိုးပဲတင်မောတွေအများကြီးမြုပ်သွားတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ Titanic တင်မောကဘာလို့အရန်နာမည်ကြီးလဲလို့မေးလဲဆိုသူရဲ့ပထမဆုံးထွက်တဲ့တင်မောကစမြုပ်သွားတဲ့အတော့မှာ Titanic တင်မောအရန်နာမည်ကြီးတယ်ပြီးတော့လူတိုင်းမလုံနိုင်တဲ့ပုံစံမျိုးတွေ Titanic တင်မောမှာလုံလာတဲ့အတွက် Titanic တင်မောမြုပ်သွားတာနာမည်ကြီးသွားတယ်ဒါပေမဲ့ Titanic တင်မောထက်ပိုဆိုးတဲ့ပြဿနာတွေအများကြီးကြုံလာတယ်ကျွန်တော်တို့ကဘာမှရှိပါတယ်ဒါပေမဲ့အဲ့လောက်နာမည်မထွက်လာဘူး Titanic ကပိုပြီးနာမည်ကြီးတယ်အဲ့ထက်ကဒီ SS Baron ဆိုတဲ့တင်မောတစ်စီးက1914 August 23မှာမြုပ်သွားခဲ့တယ်။အဲ့တင်မောကို1908မှာစပြီးပြုလုပ်ခဲ့တယ်ဗျာ။အဲ့ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာအဲ့တင်မောတော်တော်များများအချိန်တော်ကြာသုံးခဲ့တယ်။လူပေါင်းများစွာသူတို့တင်ပြီးတော့ခရီးတွေအများကြီးသွားလာခဲ့တယ်။ဒါပေမဲ့1914မှာဘာဖြစ်လဲလို့မေးရဆိုရင်ရေအောက်ထဲမှာရှိတဲ့ရေမြုပ်မိုင်းတွေထိပြီးတော့လူပေါင်း120ကျော်ပါတဲ့တင်မောကြီးပျက်စီးသွားတယ်။လူပေါင်း120ကျော်မြုပ်သွားတဲ့ပုံစံက9မိနစ်အတွင်းဒီတင်မောကြီးတစ်စီးလုံးမြုပ်သွားတဲ့အတွက်ဘယ်သူမှလာမကယ်နိုင်တော့ Titanic တင်မောမှာတော့မှအသက်ရှင်သွားတဲ့လူတွေရှိတယ်ဆိုပြီးကျွန်တော်ကကြားဘူးလိုက်ပါသေးတယ်။ဒါပေမဲ့ဒီတင်မောမှာလူပေါင်း128ယောက်လုံးဝမကယ်နိုင်ပါဘူး။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရန်ကိုလေ့လာခြင်းနဲ့သူတို့လိုက်ရှာကြတယ်နှစ်ပေါင်းများစွာ scientist တွေကျွန်တော်ပြောတဲ့ရေအောက်ဒိုင်ဘာတွေတွက်ရှာပြီးတဲ့နောက်ပိုင်းမှာ1958မှာအဲ့တင်ဘောကိုတွေ့သွားတယ်အဲ့တင်ဘောကိုတွေ့ပြီးနောက်ပိုင်းမှာအဲ့တင်ဘောကိုနောက်ဆုံးဘာလုပ်လဲဆိုတော့ဆဲပြီးတော့သူတို့ပြတိုက်မှာထားရတယ်ဒီကနေ့လို့ရေမြုပ်မိုင်းထိတဲ့တင်ဘောကဘယ်လောက်ထိတောင် impact ဖြစ်နိုင်လဲဆိုတော့ဒါကလေးတွေရဲ့စာတင်ကျောင်းမှာပဲဖြစ်ဖြစ်စာတင်ကျောင်းကနေပြတိုက်ကိုခေါ်ရတာဖြစ်ဖြစ်လူတွေကိုသင်ပေးရတယ်ရေမြုပ်မိုင်းကအရန်ကိုတတိထားရတယ်ပြီးတော့ရေမြုပ်မိုင်းထိရဲဆိုရင်ဗျာပိုဆိုးတာကမိနစ်ပိုင်းအတွင်းလူတွေတေသွားနိုင်တယ်မြင်လဲမမြင်ရအောင်ရေမြုပ်မိုင်းကရေအောက်ထဲမှာဖြစ်တဲ့အတွက်နံပါတ်4ချက် Underwater Museum ကျွန်တော်ကဘာပေါ်မှာရှိတာပြတိုက်တွေကတော့မဆန်းပါဘူးဒါပေမဲ့ကဘာအောက်မှာရှိတဲ့ရေမျက်နှာပြင်မှာစောင့်ထားတဲ့ပြတိုက်ကတော့နည်းနည်းဆန်းတယ်အဲ့ဒီရေမျက်နှာပြင်ရဲ့ပြတိုက်ကိုသွားကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီ scuba diving လုပ်တဲ့ oxygen တွေပါဒီအကုန်လုံးတည်သွားပြီးမှရေအောက်ထဲကိုသွားလို့ရတာအဲ့ဒါကိုဘယ်သူအကောင့်ထဲဖော်ခဲ့လေလို့မေးရဆိုရင်အင်္ဂလန်မှာရှိတဲ့ Jesso ဆိုတဲ့တယောက်ကရုပ်ထုလုပ်တဲ့ပညာရှင်တယောက်သူကရုပ်ထုတွေရန်ထိုးရတာဝါသနာပါတယ်ဒါပေမဲ့သူထိုးတဲ့ရုပ်ထုတွေတော့ရေအောက်ထဲမှာထားပြီးတော့ပြတိုက်တစ်ခုလုပ်မယ်ဆိုပြီးတော့အကောင့်ထဲဖော်ရလာတယ်ဒါပေမဲ့ chance ကရတာနည်းတယ်အင်္ဂလန်မှာဘယ်သူမှသူ့ကိုအဲ့အခွင့်အရေးမပေးဘူးဒါပေမဲ့သူအမေရိကမှာသူအခွင့်အရေးတစ်ခုရသွားခဲ့တယ်
American Caribbean ဆိုတဲ့နေရာမှာရေအောက်ရုပ်ထုတွေကို American ဆိုရ government ကလာပြီးတော့ဆက်သွယ်ပြီးသူ့စောင့်ခိုင်းတယ်အဲ့လိုစောင့်ခိုင်းတဲ့ပုံမှာ तू ကဘာလုပ်လဲဆိုတော့ချက်ချင်းမစောင့်မနေအဲ့ Caribbean ဆိုတဲ့နေရာမှာ तू အရင်ဆုံးသွားနေတယ်သွားနေတဲ့ပုံမှာဘာဖြစ်ပေါ်လာလဲလို့မေးဆိုရင်ဒီ Caribbean မှာဘလိုတွေပုံစံမျိုးတွေလူတွေစားတောက်ကြတယ်ဘလိုပုံစံမျိုးတွေလူတွေနေထိုင်ကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီး तू ရုပ်ထုတွေစားထူတယ်စားထူပြီးတော့ရေအောက်ထဲမှာအဲ့ဒါတွေအကုန်လုံးစီစဉ်အောင်လုပ်တယ်အခုလက်ရှိအထိကိုရေအောက်ထဲမှာလှုပ်ထားတဲ့ပြတိုက်ကအခုထိနာမည်ကြီးနေတော့မှာပဲအဲ့ပြတိုက်ထဲမှာတော်တော်များများကျွန်တော်မီတင်နေတောင်လှုပ်ကြတဲ့လူတွေရှိတယ်အထက်ကိုသွားပြီးလေ့လာလို့ရတယ်2006မှာအဲ့ပြတိုက်ကိုစပြီးဖွင့်စည်းခဲ့တယ်အခုကျွန်တော်တို့လူတိုင်းလည်းတွက်လေ့လာနိုင်ပါတယ် American Caribbean ရောက်တယ်ဆိုရင်တော့အဲ့နေရာကိုအဓိကတွက်လေ့လာသင့်တယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုရေအောက်ထဲမှာအဲ့ Caribbean ရဲ့ culture တစ်ခုလုံးကျွန်တော်တွက်မြင်ရတယ်သူတို့စားပုံတုပ်ပုံဘယ်လိုရှိလဲသူတို့ဝတ်ပုံစားပုံဘယ်လိုရှိလဲဆိုတော့ဒီ Jason ဆိုတဲ့ကြောက်ရွံ့ပညာရှင်တေချာကိုရုပ်လုံးလှလှလေးတေချာလှုပ်ထားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ပုံစံတော့လေ့လာကြံသွားအဲ့ထဲမှာဘယ်လိုပုံစံမျိုးတွေရှိမလဲဆိုတော့ဒီတိကတော့ကျွန်တော်တို့ကဓာတ်ပုံအနေနဲ့ပဲမြင်နေရတာတခြားအနေနဲ့ကျွန်တော်တို့မမြင်ရတဲ့အတွက်ကိုနည်းနည်းလေးပိုပြီးစိတ်ဝင်စားတယ်နံပါတ်5ချက်က Apollo Mission 11 Apollo Mission 11ဆိုတော့ကျွန်တော်တို့ Neil Armstrong လာပေါ်ကိုခြေချတဲ့ mission တစ်ခုဗျာဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ရေအောက်ထဲကပတ်သက်တာနဲ့ဘာပြဿနာများရှိလဲလို့မေးတယ်ဆိုကျွန်တော်တို့လာပေါ်ကိုတက်သွားပြီဆိုရင်ဗျာပြီးတော့ America မှာရှိတဲ့ပြဿနာဘာတက်လဲဆိုတော့ Neil Armstrong ကလာပေါ်တကယ်ခြေမချခဲ့ဘူးဆိုပြီးတော့ပြဿနာတွေကမယုံတဲ့လူတွေပုံများလာတယ်ဆိုတော့ India ကိုမေးကြည့်တယ်ဆိုရင်လာပေါ်သူတို့ရင်ခြေချတာဆိုပြီးပြောကြတယ်ဒါပေမဲ့အမှန်တကယ် Neil Armstrong ကခြေချခဲ့ပါတယ်အဲ့ဒါကိုလူတွေတော်တော်များများလာပေါ်တကယ်သူခြေမချခဲ့ဘူးဆိုပြီးပြောကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလူတော်တော်များများတက်တည်လို့ကျင်ကြတယ်ကျွန်တော်ဒီအာကာသယာဉ်ပုံမှန်သွားတယ်ဆိုရင်ဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်တို့အာကာသယာဉ်ကနေပြီးကမ္ဘာကိုပြန်ကြားတဲ့အစိတ်ပိုင်းတွေရှိတယ်အာကာသကနေပြီးကမ္ဘာကိုပြန်ကြားတဲ့အစိတ်ပိုင်းက9ခုပြန်ကြားတယ်အဲ့9ခုထဲမှာအဲ့9ခုကျသွားတဲ့နေရာ Atlantic သမုဒ္ဒရာကိုသွားကြားတယ်အဲ့ကျသွားတဲ့နေရာကိုလူတော်တော်များများသွားယူခြင်းတယ်အဲ့ထက်ရှိတဲ့ engine တွေကဘယ်လိုပုံစံတွေရှိလဲဆိုတော့သိကျင်ကြတယ်အဲ့ဒါကိုဒါပေမဲ့ဘယ်သူမှတော့အချိန်မရှိဘူးအချိန်ပေးမလို့ဒါပေမဲ့ Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos ဆိုတဲ့တယောက်သူကတော့အခုလက်ရှိ CEO မဟုတ်တော့ပါအရင်တော့က CEO तू ကဘာလုပ်လဲဆိုတော့အဲ့ဒါနေလိမ့် Armstrong ကတကယ်သွားခဲ့တာကို तू တက်တည်လဲပြခြင်းနဲ့ပြီးတော့ဒီ engine တွေကိုလည်း तू လိုချင်တဲ့အတော့မှ Atlantic သမုဒ္ဒရာတွေကို तू team ချပြီးဆင်းရှာတယ်ဆင်းရှာတဲ့အချိန်မှာ तू တွေးရှိခဲ့တာနှစ်ခုတွေးရှိခဲ့ပါတယ်အဲ့တွေးရှိခဲ့တဲ့နှစ်ခုကို America လာပေါ်ခြေချခဲ့တဲ့တက်တည်ဆိုတာဒီဟာရှိတယ်နေလိမ့် Armstrong လာပေါ်တကယ်ခြေချခဲ့ပါတယ်ချခဲ့ပြီးတော့မှဒီလိုတွေဖြစ်လာလို့ဒီ engine ကဘာတွေကိုကြာလာတာပါဆိုတော့တော်တော်များများတော့မယုံကြပါဘူးနေလိမ့် Armstrong လာပေါ်ခြေချခဲ့တယ်ဆိုတာအလံလွှဲတဲ့ပုံစံတွေဘာတွေတော့တခြားပုံစံဖြစ်နေမယ်နေလိမ့် Armstrong ချခဲ့တယ်ဆိုပြီးတော့တော်တော်များများတော့ယုံကြည်ကြပါတယ်နံပါတ်6 Treasure Island ဒီဟာအမေရိကန်မှာရှိတဲ့စီးပွားရေးပညာရှင်တယောက်ဖြစ်တဲ့ Jay ဆိုတဲ့တယောက်ဗျာသူကဘာလို့လဲဆိုသူ့ဘဝမှာစီးပွားရေးနဲ့ပတ်သက်ပြီးရှုံးနေမှုတွေအရင်ကြုံရပြီးနောက်ပိုင်းမှာသူ့ဘဝမှာပင်လယ်ထဲကိုတစ်ခုသွားပြီး research လုပ်မယ်ဆိုသူဆုံးဖြတ်လိုက်တယ်အဲ့လိုပင်လယ်ထဲကိုသွားပြီး research လုပ်တဲ့ပုံမှာပင်လယ်ထဲကရတဲ့ပစ္စည်းတွေတော်တော်များများကိုသူယူမယ်အဲ့ဒါနဲ့ပတ်သက်ပြီး vlog တွေရိုက်မယ်ဆိုပြီးသူဆုံးဖြတ်လိုက်တယ်အဲ့လိုသွားလာရင်လည်းပင်လယ်ထဲမှာသူဘာတွေတွေ့လဲလို့မေးဆိုဒီလိုကြောက်စိမ့်မျိုးတွေသူအများကြီးတွေ့တာကိုတွေ့ရတယ်အဲ့လိုကြောက်စိမ့်မျိုးတွေတွေ့တဲ့အခါမှာဒါပေမဲ့သူပထမဆုံးစသွားတာနဲ့ပင်လယ်မှာတွေ့ရှိခဲ့တာမဟုတ်ပါဘူးသူနှစ်ပေါင်းများစွာပင်လယ်ထဲမှာကျင်လည်ပြီးတော့မှအဲ့ထဲကိုကျွမ်းကျင်ပြီးတော့မှပင်လယ်ရဲ့မျက်နှာပြင်မှာဒီပုံစံကြောက်လေးတွေတွေ့ရတယ်အဲ့ကြောက်လေးတွေက American dollar ဘီလီယံနဲ့ချီပြီးတန်နေတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကို American government သိပါတော့ဒီကပင်လယ်ထဲမှာရှိရတဲ့အတွက်မင်းပိုင်တာမဟုတ်ဘူး government ပိုင်တာပါဆိုပြီးတော့ government သိမ်းလိုက်တယ်ဒါပေမဲ့ဒီ J ဆိုတဲ့လူတယောက်က government ပိုင်တာတော့ဟုတ်ပါတယ်ဒါ America မှာတွေ့ရှိရတာဟုတ်ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ဆင်းရှာရတဲ့တွေ့ရှိခဲ့တာအဲ့တော့သူ့မှာလည်းရပိုင်ခွင့်ရှိရမယ်ဆိုပြီးတော့သူဒီပိုင်ဆိုင်မှုတွေနည်းနည်းဖြည်းဖြည်းရအောင်ဆိုပြီးတော့သူတရားရုံးသွားပြီးတော့အမှုတွေလိုက်တယ်အမှုတွေလိုက်ပြီးနောက်ပိုင်းမှာသူ့အမှုကတဖြည်းဖြည်းနဲ့ရှုံးလာတာကိုတွေ့ရတော့သူစိတ်ထဲမှာမခံနိုင်မင်းနဲ့သူ့ကိုယ်သူတက်တည်သွားတယ်ဒါပေမဲ့အဲ့သူသိပြီးနောက်ပိုင်းမှာ code ကတစ်ခု design လုပ်လာကြတယ်တရားသူကြီးကဘာပြောလဲလို့မေးရဆိုရင်ဒီဟာတော့ American ပိုင်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ American ပိုင်တာကိုရှာဖွေတွေ့ရှိခဲ့တဲ့ jail ကိုလည်း90%ခွဲပေးတင်တယ်ဆိုပြီးတော့တရားရုံးကလက်ခံလာလိုက်တယ်ဗျာဒါပေမဲ့အဲ့လက်ခံလာလိုက်တဲ့အချိန်မှာ तू ကမရှိတော့ဘူး तू ကတေသွားတယ်ဒါပေမဲ့ तू တေသွားတယ်ဆိုလည်းသူ့မိသားစုတွေကိုပေးရမှာပဲဆိုတဲ့ law ကတော့ရှိတယ်ဒါပေမဲ့အဲ့ law အရသူ့မိသားစုတွေလိုက်ရှာကြည့်တဲ့အပေါ်မှာသူ့မိသားစုတွေလည်းတရားမှမရှိဘူး तू ကိုယ်တိုင်အဆိုရတယောက်ထဲနေတဲ့လူတယောက်ဖြစ်တဲ့အတွက်မှာဒီပိုင်ဆိုင်မှုတွေအကုန်လုံးအလကားဖြစ်သွားတယ် तू မရခဲ့ဘူးဗျာ American government မရပါဘူးဒီနေရာမှာကျွန်တော်ပြောချင်တာအဆုံးထိမကြိုးစားမနဲ့အရှုံးပေးလို့မရဘူးဗျာကျွန်တော်အခုမှနေနေဗျာကိုလုံးနိုင်လားမလုံးနိုင်ဘူးဆိုတာကြိုးစားကြည့်မှာပဲသိမှာအဲ့လိုကြိုးစားရင်းနဲ့ပဲရအောင်ဖြစ်သွားအောင်လုပ်ရမှာလူတာပဲမယ်တကယ်လို့ကိုကရှုံးနေသွားပြီဆိုပြီးတော့အလွယ်တကူတက်တည်သွားတော့နောက်ပိုင်းမှာအဲ့ဒါကြီးအောင်မြင်လာတယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီဟာကျွန်တော်ရှုံးနေတယ်လို့မတတ်မှာဘူးဗျာဒီကိစ္စမှာဂျေးကအရန်ကိုလောပြီးတော့သူ့ကိုယ်သူတက်တည်သွားတာတော့အလကားဖြစ်သွားတယ်လို့ကျွန်တော်ထင်လိုက်တယ်မိတ်ဆွေတို့ဘယ်လိုထင်လဲ comment မှာမှန်းခဲ့ပြီးပေါ့ကျွန်တော်ဒီကဘာမြေကြီးမှာကြီးလိုက်မယ်ဆိုရင်အရန်ကိုထူးခြားတဲ့အကြောင်းအရာတွေများပါတယ်တချို့တွေဆိုရေအောက်ထဲကိုမြုပ်သွားတဲ့မြို့တော်တွေအရန်များတာတွေ့ရတယ်အဲ့မြို့တော်တွေကနေပတ်သက်ပြီးတော့ Bermuda Triangle တွေဖြစ်ပေါ်လာတယ်ပြီးတော့ Atlantic အောက်မှာရှိတဲ့မြို့တော်တွေတော်တော်များများလည်းအခုဒီ active ဖြစ်နေသေးတယ်ဆိုပြီးကြားလိုက်ရတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာတော့ကျွန်တော်6ချက်ပြောသွားခဲ့တယ်တကယ်လို့ထပ်လို့ကျင်တယ်ဆိုရင် mail တွေနဲ့ part 2ဆိုပြီးတော့ comment တစ်ချက်လောက်မှန်းခဲ့ပြီးတော့ကျွန်တော်ဒီဟာကိုပတ်သက်ပြီး research ထပ်လုပ်တဲ့အပေါ်မှာ Atlantic သမုဒ္ဒရာရဲ့အောက်မှာရှိတဲ့မြို့တော်အကြောင်းတွေဆိုတော့ကမ္ဘာကြီးမှာအိန္ဒိယရှိတဲ့မြို့တော်အကြောင်းတွေရေအောက်ထဲမှာရှိတဲ့မြို့တော်တွေအများကြီးရှိနေပါသေးတယ်အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး
ကျွန်တော်ထပ်ပြီး research လုပ်ပြီးတော့ကျွန်တော်ထပ်တင်ပေးပါမယ်မိတ်ဆွေနဲ့ဒီ6ချက်ထဲမှာဘယ်အကြောင်းရက်ကိုပို့ပြီးအကြိုက်ဆုံးလဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်အဓိကဒီနံပါတ်2ချက်ဖြစ်တဲ့ဒီကိုလံဘီယာကိစ္စလားလို့ခေါ်တယ်ကိုလံဘီယာမှာဖြစ်တဲ့ကိစ္စလေးကိုကျွန်တော်နည်းနည်းသဘောကျတယ်ဒီကိစ္စကတော့အခုဒီ solution ကတော့မရသေးဘူးကိုလံဘီယာပဲပိုင်လားစပိန်ပဲပိုင်လားအင်္ဂလန်ပဲပိုင်လားဆိုပြီးတော့ solution တော့မရသေးဘူးဒါပေမဲ့မိတ်ဆွေအနေနဲ့ဘယ်လိုထင်လဲဒီကဘယ်နိုင်ငံပိုင်တယ်လို့ထင်လဲအဲ့တော့ကျွန်တော် comment မှာမှန်းခဲ့ပေးပါဦး